တော့ကျွန်တော်လောကမဲ့အလုပ်တစ်ခုခုရောက်လာပြီဆိုတော့အမြဲတမ်းဒီ formula ကိုပြန်တတိရလာဘယ်တော့မှမခက်ခဲဘူးလုံးဝအလုပ်တယ်ဘာပဲလို့ဥမာကိုကထားပါတော့တောက်လျှောက်ကိုက cosmetic လုပ်ငန်းမှာလုပ်ခဲ့တယ်အဲ့ကနေပြီးတော့မှအခြေအနေရကိုကထားပါတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်ကားကုမ္ပဏီတစ်ခုပေါ့လေကားရောင်းတဲ့ကုမ္ပဏီပဲရောက်သွားတယ်ရောက်တဲ့ခါမှာသူတို့လုပ်ငန်းအတွက်ကျွန်တော်လုပ်ပေးရတော့မယ်ဒါမှမဟုတ်ရှင်လေကျွန်တော် cosmetic ကနေပြီးတော့ရွှေဆိုင်ဘက်ကိုရောက်သွားတယ်အဲ့လိုခါမှာဘာလုပ်ကြတော့မလဲဘယ်သူမှလိုက်မေးနေကြမလို့ဒါကိုကျွန်တော်များများလို့ကိုလောကမဲ့လုပ်ငန်းနဲ့ကျွန်တော်တို့က business မှာကျွန်တော် level တစ်ခုသတ်မှတ်တယ်ဥပမာကိုလောကမဲ့လုပ်ငန်းနဲ့ level 2လို့သတ်မှတ်လို့ရတယ်တခြားသောလုပ်ငန်းအနည်းဆုံး5ခုကနေ10ခုလောက်ကိုလိုက်ရှာကိုလက်ရှိကိုင်နေရတဲ့ brand ကိုလုပ်နေရမယ့်လုပ်ငန်းနဲ့ level 2လို့သတ်မှတ်လို့ရတဲ့လုပ်ငန်း5ခုကနေ10ခုလောက်ကိုလိုက်ရှာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းမှာကိုဘာလုပ်ချင်တာလဲ connect calendar ဆွဲချင်တာလား digital marketing strategy ကိုပြန်ကြည့်ချင်တာလားသို့မဟုတ်ကိုယ့်ရဲ့ brand positioning ကိုပြန်သိချင်တာလားကိုသိချင်တဲ့ဟာတွေအကုန်လုံးကိုအဲ့လုပ်ငန်းတွေမှာလိုက်ပြီး research လုပ်အဲ့ဆိုကျွန်တော်အဖြေထွက်တယ်ဒါပေမဲ့တစ်ခုပဲကျွန်တော်အမြဲတမ်း digital marketing မှာဒီ connect strategy ရေးရင်ကျွန်တော် connect marketing မှာပြောတယ် copy paste တော့မလုပ်နဲ့ဒါပေမဲ့ကျွန်တော် computer မှာရှိတယ် control C control V လောက်ထားအဲ့လိုတော့မလုပ်နဲ့အဲ့ဒါ computer မှာပဲကောင်းတာအပြင်မှာမကောင်းနော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ကောင်းမှာလဲဆိုတော့ copy တော့ဟုတ်တယ်ကျွန်တော်ဆရာတွေပြောခဲ့တယ်စုတုပြုလုပ်ကြတာလေမှန်တယ်အများကြီးလိုက်ရှာတယ်စူးစီးတယ်သူတို့နဲ့တူအောင်လုပ်တယ်သူတို့နဲ့ပိုကောင်းအောင်လုပ်တယ်ဒါပေမဲ့ကိုယ့်ရှင်မှာတကယ်ပြန်ပြီးတော့ implementation ပြတဲ့အခါမှာအားလုံးနဲ့မတူကွဲပြားနေရမယ်ကျွန်တော်တို့ကမကွဲပြားနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော် copy ပဲဖြစ်နေမှာလေ copy ကဘယ်တော့မှပထမကိုဒီ first ကိုမကြော်နိုင်ဘူးနော်ကျွန်တော်တို့ဒီခုဆိုရင် TikTok sale တွေထဲမှာလည်းရှိတာပဲ business brand တွေမှာလည်းရှိတာပဲဟုတ်တယ်မလားအဆိုတော်တွေထဲမှာလည်းရှိတာပဲဟုတ်တယ်မလားကျွန်တော် copy တွေကဘယ်တော့ဖြစ် copy က copy ပဲဖြစ်မှာ first brand ဘယ်တော့မှဖြစ်မလားဆိုတော့အဲ့တော့အဓိကကတော့အဲ့ research ဆိုတာအရင်ရေးကြည့်တယ်ပေါ့နိဒါလေးကိုတစ်ချက်ပြောချင်တာ Begin your future with ATBC.